မင်္ဂလာပါဒီနေ့သင်ခန်းစာမှာတော့ selecting techniques အကြောင်းကိုပြပြသွားမှာဖြစ်ပါတယ် select techniques ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကဒီရုပ်ပုံတွေနဲ့လှုပ်လိုက်ရတဲ့အခါမှာရုပ်ပုံတွေတည်ဖြတ်တဲ့အခါမှာပေါ့အဲ့ဒီအခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကမိမိလိုချင်တဲ့အပိုင်းကိုပဲရွေးချယ်ပြီးတော့ edit လုပ်တာဥပမာအယောင်ပြောင်းတာပဲဖြစ်ဖြစ်တခြားပေါ့အဲ့ဒီ editing ပေါ့ကြိုက်တဲ့ပြုပြင်ပြောင်းလဲမှုတစ်ခုခုတည်ဖြတ်ရတာကိုဒီနေရာမှာကျွန်တော်တို့ကရွေးချယ်ပေးရတယ်အဲ့ရွေးချယ်ပေးရတဲ့အခါကျတော့ Photoshop မှာကျွန်တော်တို့ရွေးချယ်ဖို့အတွက် tools တွေတည်တံ့ပါခဲ့ပါတယ်အဲ့ဒါကတော့ selection tools လို့ပြောရမှာပေါ့အဲ့တော့ selection tools ဆိုတာဘာမှရှိလဲဆိုတော့ကျွန်တော်တို့ဟောဒီ tool bar ပေါ်မှာရှိတယ် tool bar ပေါ်မှာရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင် marquee tool တွေရှိမယ် lasso tool တွေရှိမယ်ပြီးတော့ selection tool တွေရှိမယ်ဥပမာ quick selection tool major one tool စသဖြင့်ပေါ့ပြီးလို့ရှိရင်နောက်တစ်မျိုးကတော့ဟောဒီအောက်မှာရှိတဲ့ edit in quick max mode ဒီနေရာကလည်းကျွန်တော်တို့ selection လုပ်လို့ရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအပေါ်က menu bar မှာရှိတဲ့ select ဆိုတဲ့ menu ထဲမှာရှိတဲ့ဒီထဲက command တွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအနေနဲ့ selection ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းကိုပြောပြပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်ကဒီဘက်မှာရှိတဲ့ဒီ rectangular marquee tool ဆိုတဲ့ဒီဘက်က marquee tool တွေ lasso tool တွေနဲ့ဒီ quick selection major one tool တွေအကြောင်းအရင်ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ Photoshop မှာစပြီးတော့အခြေခံစပြီးတော့လေ့လာကြပြီဆိုကြတဲ့ဟိုက selection tool တွေအကြောင်းကိုစပြီးလေ့လာကြတာများပါတယ်ဘာကြောင့်လဲဆိုတော့ Photoshop မှာအများဆုံးအသုံးပြုရတာဒီ tools တွေကတစ်ခုပါပါတယ်ဒီ selection tool ကဘာကြောင့်လဲဆိုတော့ဒီ edit လုပ်ပြီးဆိုကြတဲ့ကမိမိလိုချင်တဲ့အပိုင်းကိုပဲရွေးပြီးတော့ edit လုပ်ကြရတဲ့အခါကျတော့ရွေးချယ်ဖို့အတွက်ရွေးချယ်နည်းတွေလိုပါတယ်ပထမဆုံးကျွန်တော် rectangular marquee tool အကြောင်းကိုပြောပါမယ် rectangular marquee tool ကဘာလဲဆိုတော့ကျွန်တော်တို့လေးတောင်ပေါ့နော်ဥပမာအနားလေးနားပါတဲ့ selection ပေါ့နောက်တော့ကတော့ marquee လေးတွေပြီးနေကျွန်တော် marquee tool လို့ပြောပါတယ်အဲ့တော့ rectangular marquee tool ကိုကျွန်တော်တို့က keyboard ကနေပြီးတော့ access လုပ်ချင်တယ်ဆိုလို့ရှိရင် M key ကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့မှrectangular marquee tool ကိုရမှာပါဒါဆိုရင်ကျွန်တော် M key ကိုနှိပ်လိုက်ပါပြီ okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ဒီအောက်ထဲမှာရှိတဲ့ellipse tool ဒီထဲမှာဆိုရင် marquee tool 2မျိုးရှိပါတယ် elliptical marquee tool နဲ့ rectangular marquee tool ဆိုပြီး2မျိုးရှိတယ်ဒီထဲကကျွန်တော်တို့ keyboard ကနေပြီးတော့အခုလောလောဆယ်လက်ရှိrectangular marquee tool ကို selected ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကelliptical marquee tool ကိုကျွန်တော်တို့ select လုပ်ချင်တယ်ဆိုလို့ရှိရင်M key ကိုနှိပ်ရုံနဲ့မရတော့ပါဘူးဒီကကြတော့ရှင်ဒီ modifier key တစ်ခုကိုတွဲသုံးမှာပါအဲ့ဒီ key ကတော့ shift key ဖြစ်ပါတယ် shift နဲ့ M နဲ့တွဲနှိပ်လို့ရှိရင်elliptical marquee tool ကိုရပါတယ်ထိုနည်း၎င်းပါပဲကျွန်တော်တို့ဒီဘက်ထဲမှာရှိတဲ့ lasso tool ဆိုလို့ရှိရင်ကျွန်တော်တို့ keyboard shortcut အနေနဲ့ L key ကိုသုံးပါတယ်အဲ့တော့ L key ကိုသုံးပြီးတော့ကျန်တဲ့polygonal lasso tool magnetic lasso tool စတဲ့ lasso tool တွေကိုသုံးနေတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ keyboard ကနေပြီးတော့ထိုနည်း၎င်းပါပဲ shift နဲ့ L နဲ့တွဲနှိပ်ရပါတယ်ဒါဆိုလို့ရှိရင်ခုနကရှိနေတဲ့ဒီ tool တွေကတစ်မျိုးပြီးတစ်မျိုးကျွန်တော်တို့ selected လုပ်လို့ရပါပြီselect လုပ်လို့ရပါနောက်တစ်ခုကတော့ဒီဘက်မှာရှိတဲ့ quick selection tool ပါ quick selection tool ကိုတော့ keyboard shortcut နဲ့ W ကိုသုံးပါတယ်ထိုနည်းကောင်ပါပဲ shift key modifier key နဲ့တွဲပြီးတော့မှshift W သုံးလို့ရှိရင်အောက်မှာပုံနေတဲ့ key ကိုကျွန်တော်တို့ရမှာပါအဲ့တော့ဒီအခုလို့ကျွန်တော်ဒီ fly out menu ပေါ့ဒီ fly out menu လေးကိုကျွန်တော်ကလိုချင်တယ်ဆိုလို့ရှိရင်ဟောဒီဒီ tool လေးရဲ့အောက်မှာပေါ့နော်ဒီ icon လေးရဲ့အောက်မှာဗာတွေ့လဲဆိုတော့ကျွန်တော်တို့မြားကောင်းလေးတွေ့မှာပါအဲဒီမြားကောင်းလေးပေါ်မှာတစ်ချက်နှိပ်လိုက်တာနဲ့ဟောဒီလိုမျိုးပေါ်မှာပါဒီလို fly out menu လေးပေါ်မှာပါထိုနည်း၎င်းပါပဲright click ဒီပေါ်မှာတစ်ချက်နှိပ်လို့ရှိရင်လေကျွန်တော်တို့ fly out menu ရမှာပါနောက်တစ်နည်းကတော့ကျွန်တော်ဒီပေါ်မှာဖိပြီးတော့နှိပ်ပြီးတော့ဖိပြီးတော့ခဏကင်ထားမှာပါဒါဆိုလို့ရှိရင် fly out menu ကိုကျွန်တော် access လုပ်လို့ရပါပြီအဲ့တော့ထူးခြားချက်ကကျွန်တော်တို့ဒီ key တစ်ခုကိုsorry ဟောဒီကဒီ tool တစ်ခုကိုကျွန်တော်တို့က select လုပ်လိုက်ပြီဆိုတာနဲ့ဒီမှာရွေးလိုက်ပြီဆိုတာနဲ့ဒီသူနဲ့ပတ်သက်တဲ့နောက်ထပ်ရွေးချယ်စရာ option တွေပေါ့နော်အဲ့ဒီကောင်တွေကိုတော့ဟောဒီအပေါ်မှာရှိတဲ့ options bar မှာကျွန်တော်တို့ကသုံးသွားပြီးတော့သုံးဆွဲလို့ရမှာပါအဲ့တော့ဒီ bar ကိုတော့ကျွန်တော်တို့ပါခေါ်လဲဆိုရင်
tool option ဘာလို့ခေါ်ပါလဲဒီ tool option ဘာမှာသူနဲ့ပတ်သက်တဲ့လောလောဆယ်လက်ရှိ select မှတ်ထားတဲ့ရွေးချယ်ထားတဲ့ tool တွေနဲ့ပတ်သက်တဲ့တခြား option တွေကိုလည်းဒီထက်ကနေပြီးတော့သုံးလို့ရမှာပါဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကနေပြီးတော့ဥပမာ clone stamp 2ကိုကျွန်တော်ရွေးချယ်ပြီးတော့သုံးရတယ်ဆိုလို့ရှိရင်clone stamp 2ကိုကျွန်တော်ရွေးလိုက်ပြီးဆိုတော့ hori ပေါ်မှာသူနဲ့သက်ဆိုင်တဲ့ option တွေပေါ်မှာပေါ်နေမှာပါဒါကတော့ tool option ဘာကိုပြောတာပါဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်စပြီးတော့ select မှတ်လိုက်ရအောင်အဲ့တော့ rectangular marquee ကိုကျွန်တော်ရွေးပြီးသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်လိုချင်တဲ့ပုံစံအတိုင်းဒီ down လိုက်ရှည်ပဲဖြစ်ဖြစ်အလျားလိုက်ရှည်ပဲဖြစ်ဖြစ်ကျွန်တော်တို့က select မှတ်လို့ရပါတယ်အဲ့လို select မှတ်တဲ့အခါမှာ Photoshop CSS မှာကျွန်တော်တို့ဒီ ဘေးမှာပေါ့နော် two tips လို့ပဲပြောမလားဒီမှာဒီ width တွေ height တွေကိုအတိအကျဖော်ပြပေးပါတယ်ဒါဆိုလို့ရှိရင်အကျယ်ကဘယ်နှလမရှိတယ်အမြင့်ကဘယ်နှလမရှိတယ်ဆိုတာကိုဒီနေ့ကနေပြီးတော့ဖော်ပြပေးကြမှာကျွန်တော် selection လုပ်တဲ့အခါမှာအတိအကျလုပ်ဖို့လိုအပ်လာပြီဆိုလို့ရှိရင်ဒီ two tips ကလေးကအများကြီးအသုံးဝင်ပါတယ် okay ဒါကတော့ selection မှတ်တာပါအဲ့လိုဒီလိုမျိုးကျွန်တော်တို့ဖိပြီးတော့ဆွဲပြီးတော့ကင်ထားလိုက်မှဆိုလို့ရှိရင်မလွတ်သေးဘဲနဲ့ mouse ကိုမလွတ်သေးဘဲနဲ့ကင်ထားလိုက်မှဆိုလို့ရှိရင် marquee လေးတွေကလည်းပတ်လည်းပြေးနေတွေ့မှာဒါကြောင့်မလို့သူကို marquee tool လို့ပြောတာပါ okay အဲ့တော့ကျွန်တော်လွှတ်ပေးလိုက်မယ်ဆိုရင်အဲ့ဒီအတိုင်းကျွန်တော်တို့ selection ရပါပြီအခုချိန်မှာကျွန်တော်တို့ကဒီ editing ပေါ့ဟိုမှာဒီတီးဖြတ်မှုတစ်ခုခုဘာပဲလုပ်ဒီ ဘေးပတ်ဝန်းကျင်ဟောဒီ image တစ်ခုမှာဆိုလို့ရှိရင်တခြားနေရာတွေကိုတက်ရောက်မှုမရှိဘဲနဲ့ဟောဒီ selection area တွေကိုselected area တွေမှာပဲတွားပြီးတော့တက်ရောက်မှုရှိမှာပါဥပမာကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ဒီနေရာကိုအကြောင်းဖြည့်ခြင်းလဲဆိုပါတော့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီကနေပြီးတော့ paint basket tool လေးကိုကျွန်တော်ရွေးပြီးတော့ဒီမှာရှိတဲ့ဒီ color picker တွေကနေတွားပြီးတော့ကျွန်တော်အနီရောင်ရွေးပြီးတဲ့အခါကျရင်ကျွန်တော်ဒီမှာတစ်ချက်တော့နှိပ်ကြည့်အောင်တစ်ချက်နှိပ်ကြည့်တဲ့အခါကျလို့ရှိရင်ဒီနေရာမှာတွားပြီးတော့ selected မဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ area ဒီကျွန်တော်တို့နှိပ်လဲဘာမှတက်ရောက်မှုမရှိပါဘူးတို့မှလည်းကျွန်တော်ဒီနေရာမှာတစ်ချက်နှိပ်မယ်ဆိုလို့ရှိရင်ဟောဒီ selected area ထဲမှာတွားပြီးတော့တက်ရောက်မှာပါကျွန်တော်က select မှတ်သွားပြီဒီ selection ကိုမလိုချင်တော့ဘူးတခြားတစ်ခုခုပြောင်းပြီးတော့သုံးချင်တယ်ဆိုလို့ရှိရင်ဒီ selection ကိုပြန်ပြီးတော့ကျွန်တော်ရုပ်သိမ်းမယ်ရုပ်သိမ်းတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီ select menu ကနေတွားပြီးတော့ select ပြီးရင် deselect အဲ့ဒါမှမဟုတ် keyboard shortcut အနေနဲ့ကတော့ control D ဆိုပြီးတော့နှိပ်ပြီးတော့မှကျွန်တော်တို့ selection ကို deselect အဖြစ်ပြန်ပြီးတော့ရုပ်သိမ်းလို့ရပါတယ်ဒါဆိုကျွန်တော် keyboard ကနေပြီးတော့ control D ကိုနှိပ်လိုက်ပါပြီဒါဆိုလို့ရှိရင် selection ပျောက်သွားပါပြီ okay ဒါကတော့ဒီ rectangular marquee 2အကြမ်းမြင်ပေါ့အဲ့တော့ဒီ rectangular marquee 2ကိုကျွန်တော်တို့ကဒီလိုမျိုးအရှည်ဆွဲလို့ရတယ်လို့ဟောဒီလိုမျိုးdown လိုက်အရှည်လဲကျွန်တော်တို့က selection ယူလို့ရပါတယ်ကြိုက်တဲ့ပုံစံကြိုက်တဲ့အရွယ်အစားပေါ့နော်ကျွန်တော်တို့ယူမှလည်းရတိုးပြင်မဲ့လဲကျွန်တော်တို့ကအခါလို့ဆိုတော့ကျွန်တော်တို့4000ဆက်လိုချင်လာပြီဆိုလို့ရှိရင် selection ဒီ4000ဆက်ဥပမာဆိုပါစို့လေးလက်မပတ်ပတ်လဲလိုချင်လို့ရှိရင်ကျွန်တော်တို့က keyboard ကနေပြီး modifier key တစ်ခုဖြစ်တဲ့ shift key ကိုတွဲနှိပ်ပြီးတော့မှကျွန်တော်တို့ selection လုပ်လို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ပါကိုလိုချင်တဲ့ site အရွယ်ထားပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအနေနဲ့ဒီနေရာမှာလေးဒါဆိုလို့ရှိရင်လေးတက်တမတော့ညခုနှစ်တော့လွှတ်လိုက်တာနဲ့သူဒီဘေးပညာပေါ်အောက်လုံးဝ4000ဆက်အညီstudent တစ်ခု selection ရမှာပါအဲ့တော့ဒါက keyboard ကနေပြီးတော့ modifier key ကိုတုံးပြီးတော့မှကျွန်တော်တို့ဒီ4000ဆက်လောက်တာပါ okay ကျွန်တော်တို့ကဒီလိုမလုပ်ချင်ဘူးဆိုလို့ရှိရင်ဒီထဲကနေပြီးတော့ style နဲ့ကနေသွားပြီးတော့မှ fix size နဲ့သွားပြီးတော့ fix size option ကိုတုံးပြီးတော့4000ဆက်ယူလို့ရပါတယ် okay ပထမဆုံးနဲ့ကျွန်တော် fix size ကိုကျွန်တော်ရွေးမယ်ရွေးပြီးတော့ဒီ loss selection ကိုကျွန်တော် deselect လုပ်လိုက်မယ်ပြီးတော့ ਨੇ fix size မှာကျွန်တော်တို့က4လက်မပေါ့4 inches အကျယ်အဖြစ်ပြီးလို့ရှိရင်အမြင့်အဖြစ်လဲ4လက်မကျွန်တော် tab သွားလို့ရှိရင်ကျွန်တော် selection လုပ်ပါမယ်ဒီကကျတော့ထူးခြားချက်ကဒီ fix size ဖြစ်တဲ့ကြောင့်ကျွန်တော်ဆွဲစရာမလိုတစ်ချက်နှိပ်လိုက်တာနဲ့သူဒီ4လက်မပတ်လဲဒီ student ပုံတရံရှိတဲ့ဒီ selection တခုကျွန်တော်ရမှာပါဒါကဒီ fix size ကိုကျွန်တော် modifier key ကိုတုံးရင်မတုံးရင်ဒီကနေပြီးတော့ fix size နဲ့တုံးပြီးတော့မှကျွန်တော် select မှတ်လို့ရပါတယ် okay ဒါဆိုနောက်တစ်ခုကတော့ဒီဘက်မှာရှိတဲ့အုပ်စုပေါ့ဒီအုပ်စုလေးတွေကဒီ selection အတွက်နောက်ထပ် option ပေါ့နော် option အလုံး၄ခုရှိပါတယ်အဲ့ပထမဆုံးတစ်ခုကတော့သူက new selection ပါ new selection ဆိုတာကတော့ကျွန်တော်တို့ဒီမှာ select မှတ်ထားတယ်ပြီးလို့ရှိရင်ဒီနေရာမှာမလို့ချင်ဘူးဒီနေရာမှာမှတ်တယ်ဆိုလို့ရှိရင်
လောလောဆယ်လက်ရှိမှတ်ထားတဲ့ဟောဒီ selection ဒီပျောက်သွားပြီးတော့မှနောက်ထပ် selection တစ်ခုအသစ်ရမှာပါဒါကတော့new selection မှာလောလောဆယ်လက်ရှိ new selection မှာကျွန်တော်တို့ selected ဖြစ်နေပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ထပ်ပြီးတော့ selection တစ်ခုဆိုတော့ add to selection ဒီ option တွေကတော့add to selection ဆိုတာကလောလောဆယ်လက်ရှိရှိနေတဲ့ selection ကိုနောက်ထပ် selection ပေါင်းထည့်မှာပါဒါဆိုကျွန်တော်ထပ်နှိပ်လိုက်မယ်ဆိုလို့ရှိရင်သူနဲ့အတူပထမလက်ရှိselected ဖြစ်နေတဲ့ area တွေကိုထပ်ပေါင်းပြီးတော့မှ selection ပေါင်းထည့်တာပါအဲဒါကျွန်တော်ဒီမှာ normal ကိုပြောင်းပြီးမှကိုလိုချင်တဲ့ပုံသဏ္ဍာန်နဲ့ကျွန်တော်ထပ်ပြီးတော့ပေါင်းထည့်လို့ရပါတယ်ဒါကadd to selection မှာအဲ့တော့ကျွန်တော်တို့ကလောလောဆယ်လက်ရှိဒီရနေပြီးသွားပြီးတော့ add to selection ကိုတွားပြီးတော့ရွေးပြီးတော့မှဒီ option ကိုရွေးပြီးတော့မှသုံးရမယ်ဆိုလို့ရှိရင်အချိန်ကြာမယ်လို့အချိန်ကြာမှာဆိုတဲ့ကြောင့်မလို့ကျွန်တော်တို့က keyboard ကနေပြီးတော့ modifier key ကိုသုံးပါမယ်အဲ့ဒါကတော့ add to selection လောလောဆယ်လက်ရှိဒီ new selection ကို selected ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီကနေပြီးတော့ keyboard ကနေပြီးတော့မှ shift key ကိုနှိပ်ပြီးတော့မှကျွန်တော် selection လုပ်လို့ရပါတယ် shift key ကိုနှိပ်လိုက်တာ ਨੇ ဟောဒီမှာရှိရဲ add to selection ဆိုရဲ option လေးမှာတော့ selected ဖြစ်နေမှာပါအဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဟောဒီ cursor လေးကိုတစ်ချက်လောက်ကြည့်ပါ cursor လေးပေါ်အဲ့အောက်ခြေမှာပေါ့နော်ညာဘက်တောင်အောက်ဖက်မှာဆိုလို့ရှိရင်အပေါင်းလက္ခဏာလေးပေါ်နေပြီဒါဆိုလို့ရှိရင် add to selection ဆိုတာကိုညွန်ပြနေတာဖြစ်ပါတယ်နောက်တစ်ခုကတော့ subtract from selection မှာ subtract from selection ဆိုတာကတော့ဒီ key လေးပါဒီ option လေးပါsubtract from selection ဆိုတာဘာပြောလဲဆိုတော့လောဆယ်လက်ရှိနေတဲ့ selection တွေကနေပြီးတော့နှုတ်မှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့က subtract from selection လေးချက်နှိပ်ပေါ်လို့ရှိရင်မလိုချင်တဲ့အပိုင်းသားလေးတွေကိုဖြတ်ပြီးတော့နှုတ်လိုက်လို့ရပါတယ်ဒီအပိုင်းလေးမလိုချင်ဒီအပိုင်းလေးကိုဖြတ်ပြီးတော့နှုတ်ပြလိုက်လို့ရပါတယ်ထိုနည်းကောင်းမှာပဲကျွန်တော်တို့ကလောလောလက်ရှိနေတဲ့ဟောဒီ selected ဖြစ်နေတဲ့ဒီ new selection option လေးပေါ်မှာ selected ဖြစ်နေချိန်မှာဒီ subtract from selection option လေးကိုလိုချင်တယ်ဆိုလို့ရှိရင် keyboard ကနေပြီး modifier key ဖြစ်တဲ့ alt key ကိုတွန်းနှိပ်ထားမှာပါ alt key ကိုတွန်းနှိပ်လိုက်ပြီဆိုတော့ ਨੇ ကျွန်တော်တို့ဟောဒီမှာဒီ option လေးမှာလည်းတော့ highlight ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ပေါ်လဲဆိုတော့ဟောဒီ cursor လေးအောက်မှာအနှုတ်လက္ခဏာလေးပေါ်နေပါမယ်ဒါဆိုလို့ရှိရင် subtract from selection ဆိုတာကိုပြောတာပါဒါဆိုရင်ကျွန်တော်လောဆယ်လက်ရှိနေတဲ့အထက်ကနေပြီးတော့ selection ကိုနှုတ်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နှုတ်သွားပါပြီ okay မလို့ခြင်းတဲ့အပိုင်းကိုဖြတ်ထုတ်လို့ရပါတယ်ဒါကတော့ဒီ subtract from selection မှာနောက်တစ်ခုကတော့ဒီဘက်မှာရှိတဲ့ intersect with selection intersect ဆိုတာကလောဆယ်လက်ရှိနေတဲ့ selection နဲ့အတူနောက်ထပ် selection တစ်ခုဒီမှာတစ်ခုရှိနေတယ်နောက်တစ်ခုကတော့ဒီဘက်ကနေပြီးတော့ထပ်ဖြတ်မှာဖြတ်တဲ့ခါကျရင်ကြည့်ဒီနေရာမှာတစ်ခုနဲ့ selection တစ်ခုနဲ့နောက် selection တစ်ခုနဲ့ဖြတ်တဲ့နေရာကိုပဲယူပါဒါဆိုလို့ရှိရင်ကြည့်လိုက်ဒီ intersect with intersect ဆိုတော့ကိုကဖြတ်သွားတဲ့အပိုင်းလေးကိုပဲကျွန်တော် selection ရမှာအဲ့တော့ keyboard ကနေပြီးတော့ modifier key ရှိပါတဲ့ကတော့ shift key နဲ့ alt key နဲ့တွန်းနှိပ်ထားမှာဖြစ်ပါတယ် shift နဲ့ alt နဲ့တွန်းနှိပ်လိုက်တာနဲ့သူဒီ intersect with selection ဆိုတဲ့ option လေးကိုကျွန်တော်တို့သုံးစွဲလို့ရမှာပါနောက်တစ်ခုတော့ feather ပါ feather ဆိုပါလဲဆိုတော့ကျွန်တော်လောဆယ်လက်ရှိ selection လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ4000 down နေဒီ90 degree အတိအကျ selection ရမှာပါတော့မလဲကျွန်တော်တို့ကဒီနေရာမှာ down တွေကိုဒီလိုမျိုးအချွန်မလို့ခြင်းဘူး90 degree မလို့ခြင်းမဲနဲ့ဒီ down ကိုတွေကို degree short ခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေ pixel နဲ့ short လို့ရပါတယ်လောဆယ်တော့0 pixel ဖြစ်တော့ကြောင့်မလို့ဒီနေရာမှာဘာမှ feather ဖြစ်မနေပါဘူးတော့ down ချွန်ဖြစ်နေပါဒီနေရာမှာကျွန်တော် down လုံးခြင်းတယ်ဆိုလို့ရှိရင်ဟိုဆိုတော့အလုံးပေါင်း15 pixel ကျွန်တော်ထည့်ချင်တဲ့15 pixel ထည့်မှာကျွန်တော် new selection လုပ်လိုက်တာနဲ့ဟောဒီ down နေသည်pixel အဖြစ်15 pixel down လုံးတော့ပါတယ်အကယ်ကျွန်တော်တို့ဒီနေရာမှာဟိုဆိုတော့50 pixel ထည့်ချင်တယ်ဆိုတော့ကျွန်တော်50 pixel ထည့်လိုက်တာနဲ့သူဒီ50ကိုဒီ down တွေကလုံးတော့ဖြစ်ပါတယ်โอเคကျွန်တော်တို့က100ထည့်မယ်100အဲ့တော့မိမိအသုံးတက်မဲ့အနေထားပေါ်မှာမူတည်ပြီးတော့မှဒီနေရာမှာဒီ feather ရဲ့တန်ဖိုးတွေကိုကိုယ့်ဘက်ကိုစိတ်ကြိုက်ထည့်သတ်မှတ်ပြီးတော့မှ selection လုပ်လို့ရပါတယ် okay နောက်တစ်ခုကတော့ဒီထက်မှရှိတဲ့ style မှာstyle ဆိုတာကတော့
ခုနကကျွန်တော်ပထမတစ်ခုသုံးခဲ့တဲ့ fixed size ကိုသုံးခဲ့ပါပြီလောဆယ်ကတော့ကျွန်တော်တို့ normal အနေနဲ့ပဲသုံးထားတာဖြစ်ပါတယ်အဲ့တော့ fixed ratio ဆိုတော့သူရဲ့အချိုးကိုအတိတ်သတ်မှတ်ထားတာဖြစ်ပါတယ်နော်အချိုးကိုအတိတ်သတ်မှတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဆက်လက်မှတ်လိုက်ပြီဆက်လက်မှတ်လိုက်တဲ့အခါကျသူ့အချိုးပေါ့နော်ဘယ်အနေထားဘယ်အရွယ်ယူမလဲလိုချင်တဲ့အရွယ်ဟာသူ့အချိုးတိုင်းအချိုးစားတိုင်းပဲသွားမှာဖြစ်ပါတယ်အကဲကျွန်တော်တို့ကအကျယ်ကိုနော်တစ်ထားပြီးတော့မှနော်အမြင့်ကိုကျွန်တော်နှစ်ထားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့နော်ဒီဆက်လက်မှတ်လိုက်ပါမှတ်လိုက်တာနဲ့သူ့အချိုးတိုင်းပဲကျွန်တော်တို့ selection ရမှာပါနော်ဒီအချိုးဒီတန်မိုးကိုပြောင်းခြင်းနဲ့အရှင်းနဲ့အနောက်နဲ့ပြောင်းခြင်းနဲ့ဆိုလို့ရှိရင်ဟောဒီမှာနော် swaps လုပ်တဲ့နော် height and width swaps height and width ဆိုတဲ့ option လေးရှိပါတယ်ဒီ option လေးနဲ့နော်မြားလေးဟိုဘက်ဒီဘက်ထိုးနေကျွန်တော်တစ်ချက်သွားနှိပ်လိုက်တာနဲ့တန်ဖိုးဟာဟိုဘက်ဒီဘက် change ရတာဖြစ်ပါတယ်ဒါကတော့နော်ဒီ pitch ratio ကိုပြောတာပါနောက်တစ်ခုကတော့ဒီဘက်က refine edge ကိုတော့ကျွန်တော်ဒီနေ့မှမပြောသေးပါဘူးနောက်ထပ်သင်ခန်းစာတွေကျမှကျွန်တော်ဆက်ပြီးပြောသွားမှာဖြစ်ပါတယ်အခုလို့တဲ့ကျွန်တော်တို့ဒီဘက်ကရှိတဲ့ elliptical marquee tool လေးအကြောင်းကိုကျွန်တော်ဆက်ပြောပါမယ် elliptical marquee tool ကိုကျွန်တော်တို့ဒီလောလောဆယ်လက်ရှိ rectangular marquee tool selected ဖြစ်နေတဲ့အချိန်မှာလိုချင်တယ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့မှကျွန်တော်တို့က shift key နဲ့ m key နဲ့ကိုတွဲနှိပ်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်elliptical marquee tool ကိုကျွန်တော်တို့ access လုပ်လို့ရပါပြီဒါဆိုရင်ကျွန်တော်တို့ selected ဖြစ်သွားပါပြီ elliptical marquee tool လေးဒီကျန်တဲ့အပိုင်းတွေတော့အားလုံးတူတူပါပဲဒီထဲမှာရှိတဲ့ခုနက keyboard modifier key တွေလည်းအကုန်လုံးတူတူပါပဲဒါပေမဲ့သူ့မှာအပိုတစ်ခုပါလာတယ်အဲ့ဒါကတော့ anti alias ဆိုတာဖြစ်ပါတယ် anti alias ဆိုတာကတော့ဘာလဲဆိုတော့ကျွန်တော်ပထမဆုံးဒီနေရာမှာကျွန်တော်တစ်ချက်ချဲ့ပြပါမယ်ချက်ပြလိုက်မှဆိုရင်ကျွန်တော်လောလောဆယ်ဒီမှာမြင်နေရတဲ့ဟောဒီနော် grid line လေးတွေပေါ့နော် grid line လေးတွေဒီလေးတောင်ကွက်ကလေးတစ်ခွက်ဟာ pixel တစ်ခုကိုစားပြုထားတဲ့ပြန်1 pixel ရှိတဲ့လေးတောင်ကွက်ကလေးတွေပါအခုကျွန်တော်တို့ကဒီနေရာမှာနော် rectangular marquee ကိုသုံးပြီးတော့လေးတောင်ဆက်ရှိတဲ့ selection တစ်ခုယူမယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်လက်မှတ်လိုက်ပြီးဆိုတာနဲ့ဒီမှာမြင်ရတဲ့အတိုင်းမှာပဲဒီ pixel တွေကိုဝင်းရံပြီးတော့မှ pixel တစ်ခုနဲ့တစ်ခုနဲ့ကြားရနေပြီးတော့မှခြုံပြီးတော့မှ1 pixel စာရှိတဲ့ selection တစ်ခုလိုချင်တဲ့1 pixel စာရှိတဲ့ selection ဒီလိုမျိုးမှတ်လို့ရပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကဒီနေရာမှာတပ်ပြီးတော့ elliptical marquee ကိုသုံးတဲ့အခါကျရင်ကျွန်တော် elliptical marquee ကိုသုံးပြပါမယ်ဒီနေရာမှာဆိုရင်သုံးလိုက်ပြီဆိုတာနဲ့တက်ထူးခြားချက်ဟာနော်ဒီ pixel တွေကိုဖြတ်သွားတာမဟုတ်ဘဲနဲ့နော် pixel တွေကိုပဲဒီလိုမျိုးဝန်းရံပြီးတော့ selection ယူထားတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေရာမှာနော် wine ဆက်မရပါဘူးနော်ဒါကြောင့်မလို့သူဒီ anti alias ဆိုတာကိုအမှန်ကျနော်ပေးထားတာဖြစ်ပါတယ်အမှန်ကျပေးထားလို့ရှိရင်ပေးထားတာနဲ့မပေးထားတာနဲ့နော်အနေငယ်တော့ကွာပါတယ်ဒီနေရာမှာတော့တိတ်ပြီးတော့ထူးကြဘူးလို့ထင်ရပါတယ်သို့ပေမဲ့လည်းနော် pixel တွေအများကြီးနဲ့နော် selection အကြီးလောလောအဲ့တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒါဟာအရေးပါအရာရောက်ပါတယ်ဥပမာအဖြစ်ကျွန်တော်တို့ကဒီနေရာမှာ selection ကိုဒီလိုမျိုးကြီးမားလုပ်လိုက်မှဆိုလို့ရှိရင်ကျွန်တော်တို့ကအဝိုင်းတရံမမြင်ရမှာဖြစ်ပါတယ်နော်လောတဲ့အဝိုင်းတရံ selection ဖြစ်နေမှာပါနော်သို့ပေမဲ့လည်းကျွန်တော်တို့ကချဲ့ပြီးတော့နော် zoom in နဲ့ချဲ့ပြီးကြည့်လိုက်မှဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့နောက်ဆုံးဟို1 pixel စာမြင်ရတဲ့အနေထားအထိကိုပဲအနေထားအထိရအောင်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့မြင်ရတာတော့စောစောတော့အဝိုင်းလို့မြင်ရတယ်ဒါပေမဲ့အဝိုင်းမဟုတ်ပါဘူးသူဒီဟောလိုမျိုး pixel လေးတွေကိုလိုက်ပြီးတော့ select မှတ်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့သူဒီ anti alias ကိုကပြောရဲ anti alias ကိုကျွန်တော်တို့ဒီအမှန်ကြီးချစ်ပေးထားတာပါအဲ့ဒီကကြလို့ရှိရင်သူဒီပို့ပြီးတော့ smoother ဖြစ်တယ်ပေါ့နော်ပို့ပြီးတော့ဟိုဘယ်လိုခေါ်မလဲနူးညံ့တယ်ပေါ့ဒီနေရာလေးတွေကဒီလိုမျိုးဒီလှိတ်ကလေးပုံစံလေးတွေပို့ပြီးတော့နူးညံ့မယ်ပေါ့နော်ဟိုပို့ပြီးတော့ဝိုင်းမယ်ပေါ့ဒီလိုမျိုးတတ်မှတ်တာဖြစ်ပါတယ် anti alias ဆိုတာကတော့ okay နောက်တစ်ခါတော့ကျွန်တော် lasso 2ဖြစ်ပါတယ်အဲ့တော့ lasso 2ကိုကျွန်တော် keyboard ကနေပြီးတော့ L key ကိုနှိပ်ပြီးတော့မှ lasso 2ကိုရွေးလို့ရပါတယ် lasso 2ရဲ့ထူးခြားချက်ဒီ free form မှာစိတ်ဒီဘယ်လိုခေါ်မလဲမိမိကြိုက်နှစ်သက်တဲ့ပုံသဏ္ဍာန်ကို select မှတ်ပြီးတော့တုံးဆွဲလို့ရပါတယ်နောက်သူထူးခြားချက်ကခုနကလိုမျိုးဖိဆွဲပြီးတော့ပုံစံတစ်ခုတတ်မှတ်ရတာမဟုတ်ဘဲနဲ့မိမိကြိုက်တဲ့ပုံစံကိုကျွန်တော်ခဲတံနဲ့စာရွက်ပေါ်မှာချစ်ပြီးတော့နော်ဆွဲတယ်လို့မျိုးပဲနော်သူ့မှာ control တွေမရှိပါဘူးဒီ free form selection ဖြစ်ပါတယ်ဥပမာဖြင့်ကျွန်တော်ကဒီမြင်နေရတဲ့ဟောဒီနော်ဒီမုံလာဥလေးကိုကျွန်တော်အကြမ်းများအဖြစ်မှတ်ချင်တယ်ဆိုလို့ရှိရင်ဒါမျိုးအကြမ်းများဖြင့်နော် select မှတ်ပြီးတော့ယူသုံးလို့ရပါတယ်ဒီလိုမျိုးကြမ်းများဖြင့်ပေါ့ဒါကတော့ lasso 2ပါ lasso 2မှာလည်းပေါ်ကမျိုးပါတယ်tool option တွေရှိပါတယ် feather power anti alias လည်းပါပါတယ်နော် refine edge လည်းပါပါတယ်
ဒီ option တွေအကြောင်းတော့ကျွန်တော်ထပ်ပြီးတော့မပြောတော့ပါဘူးခုနကပြောပြသွားပြီးတော့ကြောင်းပေါ့နောက်တစ်ခုကတော့polygonal lasso tool ပါ polygonal lasso tool ကတော့သူဒီမြင်းပြောက်အနေထားဆက်လက်မှတ်တာပါအဲ့တော့ကျွန်တော်တို့ကခုနကလိုမျိုးဖိပြီးတော့ဆွဲရတာမဟုတ်ဘဲနဲ့သူဒီလိုချင်တဲ့ point လေးတွေကိုကျွန်တော်တို့လိုက်ပြီးတော့ဆက်လက်ဟိုတစ်ချက်နှိမ့်ပြီးတော့မှယူသွားတာဖြစ်ပါတယ်ဖိဆွဲကြမလို့ပါဘူး mouse သွားတဲ့နောက်ကိုလိုက်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီမုံလောက်လေးကျွန်တော်ဆက်လက်မှတ်မယ်ဆိုလို့ရှိရင်ဒီအနာသားလေးနဲ့မှကျွန်တော်တစ်ချက်နှိမ့်လိုက်ပြီဆိုတော့ ਨੇ သူပြောင်းသွားတာကတော့ဟောဒီ cursor လေးရဲ့အောက်မှာဝါလုံးလေးပေါ့နော်ဟိုဝိုင်းလေးပေါ်လာလေးပေါ့ဒါဆိုလို့ရှိရင်စပြီးတော့ဒီဆက်လက်မှတ်လို့ရပါပြီလို့ပြောတာဒါဆိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော့ဘာမှတော့ထူးကြတာမတွေ့သေးပါဘူးသို့ပေမဲ့လည်းကျွန်တော်ဒီ mouse ကိုလက်ကနေပြီးတော့ဘယ် click ကိုမှမဖိဘဲနဲ့ကိုလိုချင်တဲ့ဘက်ကိုဦးတည်ပြီးတော့ရွှေ့ကြည့်လိုက်ပါရွှေ့လိုက်တာ ਨੇ ဒီနောက်ကဒီကျိုးလေးတစ်ချောင်းဟာနောက်ကနေလိုက်လာပါလိမ့်မယ်ကိုသွားတဲ့နောက်ကိုလိုက်ပါတယ်ဒီ mouse သွားတဲ့နောက်ကိုလိုက်ပါတယ်အဲ့မှာကိုကမိမိလိုချင်တဲ့နေရာမှာသွားပြီးတော့မှတစ်ချက်ပေါ့နော်ဟိုလိုချင်တဲ့ point လေးမှာကျွန်တော်တစ်ချက်နှိပ်လိုက်ပါနော်တစ်ချက်နှိပ်လိုက်ခါကြလို့ရှိရင်အဲ့နေရာမှာခုနကကျိုးဒီအဲ့နေရာမှာရောက်သွားပါတယ်ဒါဆိုရင်ဒီနေရာဒီ anchor point ဖြစ်သွားဒါဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်ပြီးတော့ဒီနေရာနေပြီးတော့ကိုလိုချင်တဲ့အပိုင်းကိုဆက်ရောက်သွားပြီးတော့ကျွန်တော်နှိပ်ဒီနေရာကျတော့ဒီနေရာမှာထူးခြားတာကအဝိုင်းပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာကိုပြန်ပြီးတော့ချဲ့ကြည့်လိုက်မှဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီ selection ဟာအတိအကျမဟုတ်ဘဲနဲ့လွတ်သွားတာတွေ့ရပါလိမ့်မယ်အဲဒီကကျရင်ကျွန်တော်တို့ကဒီမှာရှိတဲ့ဟောဒီ point လေးတွေကိုကျွန်တော်တို့ဖျောက်ထားခဲ့ခြင်းတယ်ဖျောက်ထားခဲ့ခြင်းလဲဆိုကျွန်တော်တို့နောက်ပြန်ဆွဲဖို့နောက်ပြန် undo လုပ်တဲ့ခါကျတော့ control z နဲ့သွားcontrol z နဲ့သွားတဲ့ခါကျရင်အဆင်မပြေဘူးအဲ့တော့ဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ကkeyboard ကနေပြီးတော့ backspace ကိုကျွန်တော်တစ်ချက်နှိပ်ရအောင် backspace ကိုတစ်ချက်နှိပ်ရင်ဒီမှာညှိနေတဲ့ကြိုးတွေတစ်ချက်လွတ်သွားပါလိမ့်မယ်နောက်တစ်ချက်ထပ်နှိပ်ရင်နောက်တစ်ချက်ထပ်လွတ်သွားပါလိမ့်မယ်အဲ့တော့ကိုလိုချင်တဲ့အပိုင်းသားလေးတွေကိုမှရွေးပြီးတော့မှအကောင်းဆုံးအနေထားရအောင်ဒီလိုမျိုးချဲ့ပြီးတော့မှ selection မှတ်လို့ရပါတယ်ဒါကျွန်တော်တို့ဒီနေရာမှာ select မှတ်သွားရင်လည်းဒီနေရာအဝိုင်းနေရာလေးကိုရောက်လာပြီအဝိုင်းနေရာလေးရောက်လာပြီဆိုရင်ကျွန်တော်တို့ကအမြင်ပြောင်းနဲ့ဆက်ဖို့ဘယ်လိုမှအဆင်မပြေနိုင်တော့အဲ့ဒါကြရင်ကျွန်တော်တို့ကဒီကိုယ်ဝိုက်ကျွန်တော်တို့ဆွဲဖို့လိုလာပြီလိုလာခါကြလို့ရှိရင် keyboard ကနေပြီးတော့ modifier key တခုရှိပါတော့ alt key ပါ alt key ကိုနှိပ်ထားပြီးတော့မှကျွန်တော်တို့ကဖိပြီးတော့ဆွဲလို့ရပါတယ်ဖိဆွဲတဲ့ခါကြလို့ရှိရင်စောတုန်းက lasso tool ကိုကျွန်တော်တို့ပြန်ပြီးတော့နောက်ဒီမှာ lasso tool လေးကိုကျွန်တော်ပြန်ပြီးတော့ access လုပ်လို့ရပါတယ်ဒါကတော့သူ့ထူးခြားချက်ပါ modifier key ကတော့ alt key ဖြစ်ပါတယ်ဒီ alt key ဒီ lasso tool ကိုပြန်ပြီးတော့ target လုပ်ပါတယ် okay ဒါကတော့ဒီ polygonal lasso tool ရဲ့ထူးခြားချက်ပါဒါဆိုကျွန်တော်တို့ကစမှတ်နဲ့စုံမှတ်နဲ့ကိုအခုလိုကျွန်တော်ဆွဲလာပြီးစိတ်ကြိုက်ပေါ့ပဲကိုလိုချင်တဲ့အပိုင်းဆွဲခြင်းနဲ့ကိုလိုချင်တဲ့ပုံစံအတိုင်းဆက်လက်မှတ်ခြင်းတယ်ဆိုလို့ရှိရင်သူဒီစမှတ်နဲ့စုံမှတ်နဲ့ရောက်တဲ့နေရာကြလို့ရှိရင်သူဒီခုနကလိုမျိုးအဝိုင်းလေးတစ်ခုပြန်ပေါ်လာလိမ့်မယ်ဒါဒီစမှတ်နဲ့စုံမှတ်နဲ့အတိအကျရောက်နေပြီဆိုလို့ရှိရင်ကျွန်တော်တစ်ချက် mouse နဲ့တစ်ချက်နှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် selection ဖြစ်သွားပြီဆိုတာကိုပြောတာပါokay ဒါဆိုရင်မိမိစိတ်ကြိုက် selection တစ်ခုselect လုပ်လို့ဖန်တီးလို့ပြီးပါပြီအဲ့ဒါကတော့ polygonal lasso tool ပါနောက်တစ်ခုကတော့ magnetic lasso tool magnetic lasso tool ကျတော့သူထူးခြားချက်ရှိပါတယ်အဲ့ဒါကတော့အခုကျွန်တော်က shift နဲ့ L နဲ့ထပ်နေမှာဆိုရင် magnetic lasso tool ကိုရပါပြီ magnetic lasso tool ဒီဘာနဲ့တရန်တူလဲဆိုတော့ကျွန်တော်တို့တန်လိုက်တွေနဲ့တရန်တူပါတယ်တန်လိုက်တွေဒီတန်ကိုတွေးတဲ့အခါပြေးကတ်သွားတဲ့ကဲတော့ဒီနေရာမှာသူဒီအယောင်ပေါ့ဒီ contrast များတဲ့နေရာဥပမာဆိုတော့ဒီနေရာမှာအဖြူနဲ့ဒီဘက်ကအဖြူပိုင်းနဲ့ဟောဒီဘက်ကဒီလိမ္မော်ရောင်ပိုင်းနဲ့ကိုဒီနေရာမှာလိမ္မော်ရောင်ရင်းရင်းအညိုရောင်နဲ့ဒီနေရာမှာဒီတခုကတဲကိုဖြစ်နေတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကလူချင်းတဲ့နေရာမှာပထမဆုံးတစ်ချက်သွားပြီးတော့တစ်ချက်နှိပ်လိုက်တိတ်သွားတဲ့ခါကျလို့ရှိရင်သူထူးခြားချက်ကကျွန်တော်တို့ဖိဆွဲတရားလည်းမလုပ်ဘူးဖိဆွဲတရားလည်းမလုပ်ငင်းမြောင်ဆွဲတရားလည်းမလုပ်ဒီကျွန်တော် selection လုပ်ချင်တဲ့ဟောဒီနှခမ်းသားလေးနားမှာကျွန်တော်ကတ်ပြီးတော့တီးပြီးတော့မှဒီ cursor လေးကိုဒီ mouse ကနေပြီးတော့ဖိတရားလည်းမလိုဘဲနဲ့ကိုလိုချင်တဲ့ဥတီချက်အတိုင်းဆွဲသွားမှာဖြစ်ပါတယ်ဒီလိုဆွဲသွားတဲ့အခါကျရင် anchor point တွေကိုမိမိmouse ကနေနှိပ်ပြီးတော့မှ anchor point တတ်မှတ်စရာမလိုဘဲနဲ့ဟောဒီလိုမျိုးထင်ရှားပြတ်သားတဲ့ color နေရှိနေရမှာသူကဒီ anchor point တွေကိုအလိုလျောက်သွားပြီးတော့တတ်မှတ်ပေးတာမြင်ရမှာပါဒါဆိုလို့ရှိရင်အင်မတန်ပြတ်သားတဲ့ဟောဒီလိုမျိုးအယောင်
နော်နှစ်ခုကြားမှာ selection လုပ်ရတာဟိုအင်မတန်အထောက်အကူရပါတယ်ဟောဒီ magnetic lasso tool လေးကကျွန်တော်ဘာမှနှိပ်เสียမလိုပါဘူးသူ့ဖတ်သူအလိုလျောက်နော်ဒီ anchor point လေးတွေကိုထည့်သွားတာပါအင်မတန်ကောင်းပါတယ် okay okay ကျွန်တော်တို့ကဒီမှာလောက်သွားပြီမလိုချင်တဲ့ point တွေကိုကျွန်တော်တို့ကဆက်သွားရင်းနဲ့မလိုချင်တဲ့ point တွေကိုကျွန်တော်တို့ဖြတ်ချင်တယ်ဆိုပါစို့နော်ဖြတ်ချင်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကနောက်ပြန်ဆုပ်လို့မရတော့ဘာလို့ဆိုဒီ point တွေကအောက်မှာဟိုဘာလဲဆိုတန်မှုနဲ့ရိုက်ပြီးတော့ကတ်ထားတယ်လို့မျိုးပဲပေါ့နော်ဒီကတ်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြန်နှုတ်လို့မရအဲ့ခါကျတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ keyboard ကနေပြီးတော့ backspace key ကိုနှိပ်ပြီးတော့မှ backspace key ကိုနှိပ်ပြီးတော့မှမိမိလိုချင်တဲ့လမ်းကြောင်းကိုပြန်ပြီးတော့နောက်ပြန်ရှောက်လို့ရပါတယ် backspace key ကိုမနှိပ်ဖဲနဲ့ဆိုရင်တော့နောက်ပြန်ရှောက်ဖို့မလွယ်ပါဘူးဒါကတော့သူ့ရဲ့ထူးခြားချက်ပါအဲ့ဒီနေရာမှာကျွန်တော်တို့ကဒီပုံရကြီးတယ်ဗျာကြီးတဲ့ခါကျတော့မြင်ငွေကြီးကလည်းကျဲနေတယ်ကျွန်တော်တို့ကြံတဲ့အပိုင်းလေးကိုလှမ်းပြီးတော့ဆက်လက်လုပ်ချင်တဲ့ခါကျတော့ဒီဆက်ပြီးတော့ဆွဲသွားနေသူတွေဖြည်းဖြည်းချင်းပဲဆွဲသွားတဲ့အကြောင်းလို့ကျွန်တော်တို့ကလုပ်ငန်းမတင်ကြဘူးအဲ့ခါကျကျွန်တော်ဘာလုပ်ရမလဲဆိုတော့ယာယီ hand tool လေးကိုကျွန်တော်တို့ access လုပ်ချင်တယ်ယာယီ hand tool ကတော့ဒီမှာရှိပါတယ်ဒီနေရာက hand tool ပါဒီ hand tool ကိုကျွန်တော်တို့ကမလိုချင်လို့လိုချင်လို့လှမ်းပြီးသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က loss လက်ရှိ selection ကလည်းကျွန်တော်တို့ပြတ်သွားမှာပါအဲ့ဒီခါကျတော့ကျွန်တော်တို့ကယာယီအားဖြင့်မှလိုချင်တယ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့ space bar လေးကိုတစ်ချက်နှိပ်လိုက်ရမှာပါဒါဆိုရင်ယာယီ hand tool ရပါပြီအဲ့ဒါမိမိလိုချင်တဲ့အပိုင်းရောက်အောင်လို့ကျွန်တော်တို့ဆွဲပြီးတော့လှုပ်ပေးလိုက်လို့ရှိရင်ခုနကလက်ရှိ selected ဖြစ်နေတဲ့လက်ရှိ magnetic lasso tool လေးနေရာကိုပြန်ရောက်သွားမှာပါဒါဆိုရင်ကျွန်တော်တို့လှုပ်လက်စကိုကျွန်တော်ဆက်လုပ်သွားလို့ရပါပြီကျွန်တော်ဆွဲသွားမယ်ဟိုးပဲရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကယာယီ hand tool လေးကိုကျွန်တော်သုံးပြီးတော့ဆက်ဆွဲသွားလို့ရပါတယ်အဲ့တော့ဒီ magnetic lasso tool ရဲ့ထူးခြားချက်တွေကျွန်တော်တို့ကွဲပြားခြားနားတဲ့ဟိုဘယ်လိုခေါ်မလဲအင်မတန်ပြတ်သားတဲ့အယောင်နှစ်ယောင်ကြားထဲမှာ selection လုပ်တဲ့အခါကျလို့ရှင်လုံးဝအထောက်အကူပေးပါတယ်ဒါကြောင့်မလို့သူ့နေရာနဲ့သူအသုံးတဲ့ပါတယ်သူ့မှာလည်းကျွန်တော်တို့modifier key ရှိပါတယ်အဲ့ဒါကတော့ alt key ပါ alt key ကိုဖိထားပြီးတော့မှကျွန်တော်တို့ mouse နဲ့ဖိဆွဲရင် lasso tool ရပြီးတော့မှတစ်ချက်ချင်းနှိပ်ပြီးတော့သွားခြင်းနဲ့ဆိုလို့ရှိရင်ဟောဒီက polygonal lasso tool ကိုသုံးလို့ရမှာပါဒါဆိုရင်ကျွန်တော် alt key ကိုလွှတ်လိုက်မှဆိုလို့ရှိရင်ငကို key ပြန်ငကိုမူလ2 magnetic lasso tool ပြန်ရောက်သွားပါပြီ okay ဒါဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့ selection ကိုစာမှန်နဲ့စုံမှန်တဲ့နေရာမှာတွားပြီးတော့တစ်ချက်နှိပ်ပေးလိုက်တာနဲ့ selection တစ်ခုရပါပြီဒါကတော့ဒီ magnetic lasso tool ရဲ့ထူးခြားချက်ပါ okay နောက်တစ်ခုကတော့ကျွန်တော်ဒီပုံမှာရှိတယ် quick selection tool ပါ quick selection tool ကိုkeyboard ကနေပြီးတော့ access လုပ်ချင်တယ်ဆိုလို့ရှိရင် W key ကိုနှိပ်ပြီးတော့မှ access လုပ်လို့ရပါတယ်အဲ့တော့ quick selection တွေအောက်မှာ magic wand 2ဆိုပါပါတယ်အဲ့တော့ဒီနှစ်ခုစလုံးကလည်း immediate အသုံးတည့်တဲ့ tool တစ်ခုဖြစ်ပါတယ်အဲ့တော့ဒီ tool လေးတွေကိုကျွန်တော်စပြီးသုံးကြည့်အောင်အဲ့တော့ quick selection tool ကဘာလဲဆိုတာကိုအရင်ဆုံးပြောပြပါမယ် quick selection tool ဆိုတာဒီအယောင်ကိုတွက်ချက်ပြီးတော့မှ selection ဆက်လက်မှတ်တဲ့ selection မျိုးစားဖြစ်ပါတယ် selection 2မျိုးစားဖြစ်ပါတယ်ဒီမှာကျွန်တော်ကလက်ရှိ quick selection 2ကိုယူလိုက်ပြီဆိုတာနဲ့အပေါ်မှာရှိတဲ့ tool option ဘာလေးကိုကျွန်တော်တစ်ချက်သတိထားကြည့်တဲ့အခါကျရင်စောစောကတော့ကျွန်တော်တို့မြင်နေရတဲ့စောစောတော့ရှိခဲ့တဲ့ဒီ option တွေနဲ့ကွဲပြားခြားနားနေကိုတွေ့ရမှာပါဒါဆိုလို့ရှိရင်ကျွန်တော်ကဒီပုံမှာတွေ့ရတာကတော့ဒီ tool ရဲ့ option ပေါ့နော် tool option ပေါင်းမယ်နှုတ်မယ်ဆိုတာရှိပါတယ်selection ကိုပေါင်းလို့ရတယ်နှုတ်လို့ရတယ်လက်ရှိရှိနေ selection နောက်တစ်ခုတော့သူဒီ brush ရဲ့ tip ပေါ့နော် brush tip ဆိုတော့ဒီကောင်က brush ပုံစံမျိုးနဲ့အလုပ်လုပ်တဲ့ကြောင့်မလို့သူဒီဖိပြီးတော့တုပ်ရတာပေါ့နော်ဖိတုပ်ပြီးတော့အလုပ်လုပ်တဲ့ကြောင့်မလို့ brush နဲ့တင်စားပြီးတော့တုံးထားတဲ့ကြောင့်မလို့သူ့ရဲ့ brush tip ပေါ့နော်ဒီ brush ရဲ့ထိပ်ဖြားအကျယ်ပေါ့ diameter ဘယ်လောက်ရှိမလဲပေါ့နော်သူ့ရဲ့အကျယ်အဝန်းကိုဒီနေရာမှာတတ်မှတ်လို့ရတယ်လက်ရှိတော့ကျွန်တော်က30တတ်မှတ်ထားတော့ pixel နဲ့ပါသူရဲ့ size ဒီ30ပါပြီးရင် hardness ဆိုတော့သူမာကြောမှုကိုပြောတာပါမာကြောမှုဆိုတော့ဥပမာဆိုပြောကျွန်တော်တို့ကဒီ brush ကတိတ်ကျန်းနေတယ်တိတ်မာနေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီသုံးလို့အဆင်ပြေချင်မှပြေးလိုက်မယ်အကယ်၍တိတ်နှုတ်နေလည်းအဆင်ပြေချင်မှပြေးလိုက်မယ်ကိုလိုချင်တဲ့အနေထားကိုကျွန်တော် hardness ကို0ကနေပြီးတော့ 100% ထိအောင်လို့အစီအစဉ်တိုင်း
နော်ဒီကနေပြီးတော့တတ်မှတ်ပြီးလို့ရပါတယ်နောက်တစ်ခုတော့ space မှာ okay အောက်မှာရှိတဲ့ angle တို့နော် roundness တို့နော်ဒီကောင်တွေကိုနော်ကျွန်တော်တို့စိတ်ကြိုက်တတ်မှတ်ထားလို့ရပါတယ်အခုလောဆိုတော့ကျွန်တော်တို့ size ကိုကျွန်တော်နည်းနည်းတင်ကြည့်အောင် size ကိုတင်မယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ဟောဒီတန်ဖိုး pulse ကလေးတွေမှာတန်ဖိုးတတ်မှတ်ပြီးတော့တိုက်ရိုက်ဥပမာဆိုတော့ကျွန်တော်က100ဆိုရင်နော်100နော် pixel ကျွန်တော်ရမှာပါနောက်တစ်ခုတော့ဒီဟိုမှာရှိတဲ့ slider လေးကနေကျွန်တော်ဆွဲပြီးတော့တန်ဖိုးကိုပြင်လို့ရပါတယ်ဒီကနေဆွဲကြည့်ဒီထက်လည်းမရိုက်ချင်ဘူးဆိုလို့ရှိရင် ဟောဒီမှာရှိတဲ့ size ဆိုတဲ့အပေါ်မှာကျွန်တော်တို့သွားပြီးတော့ hover ပေါ်လောက်လိုက်တာနဲ့နော်ဒီလက်ညှိုးလေးပုံစံနဲ့မြားလေးဟိုဘက်ဒီဘက်နော်မြားကောင်းနှစ်ဖက်ပေါ့နော် double arrow လေးပေါ်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဖိပြီးတော့ညာဘက်ကိုဆွဲရင်တန်ဖိုးမြင့်ပြီးတော့ဘယ်ဘက်ကိုဆွဲမလဲဆိုတန်ဖိုးနှိမ့်သွားမှာပါဒါတော့မိမိကြိုက်တဲ့ပုံစံမျိုးတွေထက်ကို input လုပ်လို့ရပါတယ်အဲဆိုရင်ကျွန်တော်လောဆယ်လက်ရှိနေတဲ့ဒီ brush size နဲ့ပဲကျွန်တော်က selection လုပ်မှာဒါဆိုလို့ရှိရင်ကျွန်တော် selection လုပ်ပြီဆိုတော့ကိုလိုချင်တဲ့အပိုင်းမှာသွားပြီးတော့ချက်နှိပ်ပြီးတော့မှဖိပြီးတော့ဆွဲသွားလို့ရပါတယ်အဲ့လိုဒီ select မှတ်တဲ့အခါမှာနော်သူဒီလဲအယောင်တန်မိုးပေါ်မှာအယောင်နေရဲ့ဟိုဘယ်လိုခေါ်မလဲအယောင်ကို sense လုပ်ပြီးတော့မှာပေါ့နော်အာယုံခံပြီးတော့မှဘယ်အယောင်နေပေါ်မှာ select မှတ်သွားတယ်ဆိုတာကိုအနီးဆက်ဆုံးတွက်ချက်ပြီးတော့မှ selection လုပ်တာပါဒီ quick selection tool တွေကလည်းသူ့နေရာနဲ့သူအများကြီးသုံးဝင်ပါတယ် okay နောက်တစ်ခုကတော့ဒီဘက်မှာရှိတဲ့ magic wand tool ပါ magic wand tool ဆိုတာကတော့သူဒီဖိဆွဲစရာမလိုပါဘူးဖိဆွဲစရာမလိုဘဲနဲ့ကျွန်တော်တို့ selection လုပ်လို့ရပါတယ်ဥပမာဆိုပါတော့ကျွန်တော်တို့ကဒီနေရာမှာအဖြူရောင်ကိုပဲလိုချင်တယ်ဒါဒီအင်မတန်ထင်ရှားတဲ့အယောင်3ရောင်ပဲရှိပါတယ်ဒီနေရာမှာအဲ့တော့ဒီအယောင်3မျိုးကိုကျွန်တော်တို့ကအဖြူရောင်ပဲလိုချင်တယ်ဆိုရင်အဖြူရောင်မို့တစ်ချက်နှိပ်ပြီးတော့ select လုပ်လို့ရပါတယ်ဒီလို select လုပ်လိုက်ပြီဆိုရင်သူဒီအဖြူရောင်မှန်သမျှကိုပဲ select လုပ်ပြီးကျန်တဲ့အပိုင်းတွေကိုခြံသွားမှာပါနော်အကယ်၍ကျွန်တော်တို့ကဒီအဖြူရောင်ပေါ်မှာမနှိပ်ချင်ဘူးဒီအထက်မှာနှိပ်ချင်လည်းရပါတယ်အဲ့တော့ကျွန်တော် select မှတ်တဲ့အခါဒီ quick selection tool ပဲဖြစ်ဖြစ်ကျွန်တော်တို့ magic wand tool ပဲဖြစ်ဖြစ်သုံးတဲ့အခါမှာအင်တန်ထင်ရှားပြတ်သားတဲ့နော်အယောင်ကလည်းနည်းနေမယ်အင်တန်ထင်ရှားပြတ်သားတဲ့ဒီတစ်ခုနဲ့တစ်ခုဒီ boundary တွေကလည်းအင်တန်ထင်ရှားပြတ်သားနေမယ်ဆိုလို့ရှိရင်မိမိဒီဘဲအယောင်ကိုနော် select လုပ်ရင်ပို့ပြီးတော့တင့်တော်မလားပို့ပြီးတော့နော်အလင်းမြန်ဆုံးဖြစ်မလဲဆိုတာကိုနော်ဒါတော့မိမိရဲ့ဆုံးဖြတ်ချက်မှာမူတည်ပါတယ်ဒီနေ့မှာကျွန်တော်ကတော့အဖြူရောင်ကိုရွေးတဲ့ကြောင့်မလို့ဖြူရောင်မှန်သမျှကိုကျွန်တော် select ရွေးလိုက်တဲ့အခါကျရင်လောလောဆယ်လက်ရှိကျွန်တော်တို့ကဒီပန်းဒီမုံလာဥကလေးကိုကျွန်တော်တို့ကာကွယ်ပြီးသားဖြစ်နေပါတယ်အခုချိန်ကျွန်တော်တို့ကဒီနေ့မှာအနီရောင်နဲ့ကျွန်တော်တို့ဖြည့်ကျင်တယ်ဆိုရင်အနီရောင်နဲ့ဖြည့်လိုက်ပြီဆိုတာ ਨੇ ဒီမုံလာဥကလွဲရင်ကြံတဲ့ဒီအပိုင်းကိုနော်ဒီ select ဖြည့်သွားမှာပါဒါဆိုရင်အဖြူရောင်မှန်သမျှကို select ဖြစ်သွားမှာပါokay ဖြူအောင်မှန်သမျှကိုအနီအောင်ဖြည့်လိုက်ပါပြီအမှဒီနေ့မှာကျွန်တော် control Z နဲ့ undo ပြန်လုပ်ပါမယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာနော် selection တွေအကြောင်းကိုပြောလာခဲ့ပါမယ်နော် selection ကို reverse လုပ်တယ် reverse လုပ်တယ်ဆိုတော့က selection ကိုပြောင်းပြန်တာပေါ့နော်အဲ့တော့ selection ကိုပြောင်းပြန်လို့ရပါတယ် selection ကိုပြောင်းပြန်နေလို့ဆိုရင်ကျွန်တော် keyboard shortcut အနေနဲ့ control ရယ်နော် shift key ရယ်နော် I ရယ်တွဲပြီးတော့နှိပ်ရမှာပါဒါဆိုရင် selection ဒီinverse ဖြစ်သွားပါပြီเนาะ reverse ပြန်သွားပါပြီဒါဆိုရင်ကျွန်တော်ကဒီနေရာနေပြီးတော့မသုံးကျင်ဘူးเนาะ keyboard shortcut နဲ့မသုံးကျင်ဘူးဆိုရင်ကျွန်တော်သွားကြည့်လို့ရပါတယ် select ပြီးလို့ရှိရင် inverse ဆိုရှိပါတယ် control ရယ် shift ရယ် I ရယ်တွဲပြီးတော့မှနှိပ်ရမှာပါဒါဆိုလို့ရှိရင်လက်ရှိ selection ကိုပြောင်းပြန်ပြီးတော့မှ selection လောက်သွားတာဖြစ်ပါတယ် okay ဒါကတော့ကျွန်တော်တို့ magic wand tool လေးကိုအချင်းချုပ်ပြောပြသွားတာဖြစ်ပါတယ် okay နောက်ထပ်သင်ခန်းစာမှာတော့ကျွန်တော်တို့နောက်ထပ်ဘယ်လိုမျိုးပုံစံနေကိုဘယ်နေရာတွေမှာ selection လုပ်တာပို့ပြီးတော့အကောင်းဆုံးဖြစ်မယ်ဆိုတာကိုဆက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ဒီကနေ့မှာဒီလောက်နဲ့ပဲရနာပြတ်တယ်အခုလိုကြည့်ရှုတဲ့ကျေးဇူးတင်ပါတယ်